အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့မှာတော့ရှင့်ရဲ့အကြောင်းကိုကြည့်ရတင်ဆက်မှာပဲဖြစ်ပါတယ်ရှင့် theory ဘုံစုံပေါ့နော်ကြားဖို့တည်းဆောက်အလာအောင်ရှင့်ရဲ့ family က strongest တာသူ့ monkey family ကရှင်းနိုင်လားဆိုတဲ့ theory ကကျင့်နိုင်ကျွန်တော်အထင်ကျင့်နိုင်လို့ထင်ပါတယ်ကာကကိုစီထက်ကျန်းနေဆိုရင်ကျွန်တော်လက်ခံနေတရားကိုစီထက်ကျန်းနေဆိုတော့ကျွန်တော်လက်ခံနေ Dragon ကလည်း Holy Knight ခေါင်းဆောင်နေတဲ့ကျန်းနေဆိုတော့ကျွန်တော်လက်ခံထားတယ်ဒါပေမဲ့ chance လောက်တော့ Luffy ကမကျန်းသေးဘူးအဲ့တော့လက်ခံတယ်ဒါပေမဲ့အနာဂတ်မှာ Luffy ကရှက်တဲ့ကျန်းလာမယ်ဆိုတော့တေချာပေါက်ပဲတရားအခုလောလောဆယ်တော့ကျွန်တော်ဘေးကဓမ္မယုံကတရားသိရမလားဖွင့်ထားတော့ကျွန်တော်လည်းဒီလောက်နဲ့ပဲပြောနေရပါတယ်သိခံပြီးနားထောင်ကြပါကျွန်တော်အနေနဲ့ Blue Lock ဆိုတဲ့ဇာတ်ကောင်ကြီးကလုပ်ပြီးရှိပါတယ်why I အကြောင်းလည်းတင်မှုရှိပါတယ် one ဘယ်လိုလူမျိုးလဲဆိုတာအစားပေါ့နော်ကျေးဇူးပါနံပါတ်1 theory ကတော့ရှန်ကCelesty ရဲ့ Dragon လားအဲ့ဒါတော့ကျွန်တော်ပြောနေကြကိုမလိုပါဘူးရှန် Celesty ရဲ့ Dragon မှာနော်ဆိုသူ့ရဲ့ညီကိုဖြစ်တဲ့ရှန်တို့ကလည်း Holy Knight ခေါင်းဆောင်တရားသူ့ရဲ့ father ခေါ် Fikaling Garling ကလည်းကိုရိုစီတရားအဲ့လိုနေတိုင်းမှာရှန်ဆက်လက်စီရဲ့ Dragon မှာဘက်နဲ့မီယောနဲ့ရှန်ချောင်သူတာလောက်လဲဆိုတော့ကျွန်တော်အထင်ပေါ့နော်မီယောဆွမ်းစားရဲ့အကုန်လုံးကိုခွာရာဟာကီမရှိဘူးဆိုတာတိထားရတယ်ဒါပေမဲ့မီယောရဲ့ strongest of man ဆိုရင်ဂုံပုံးနဲ့တင်ကိုကျွန်တော်မီယော fan ဖြစ်နေလို့လားတော့မသိဘူးမီယောနိုင်မယ်အဲ့လိုထင်ပါတယ်နောက်ထပ် theory တစ်ပုဒ်ကတော့နောက်ထပ် theory ကတော့ရှန်နဲ့ရှန်တော့ချခဲ့ရင်ရှန်တော့နိုင်မယ်ဟိုပြောရဲကျွန်တော်အဲဂျိုင်းရဲ့ဟိုဘာမှအဲအကြောင်းတော့ကျွန်တော်ဟိုလိုကြီးနားမလဲဘူးဒါပေမဲ့တရားရှန်ကရှက်ဆိုလူမျိုးတန်းတကယ်ကနဝင်မှာတရားဒန်နာရီမှာတယောက်ရှိရဲသူကလည်းရှက်ဆိုလက်ရက်ပဲစပေးအနီးအောင်ပဲသူ့လက်ကလည်းအနာဂတ်ကိုခမ်းမှန်းပြီးတော့လက်တစ်ဖက်ကြက်ခဲ့ရတယ်သူတီးသွားတာခေါင်းသုံးလုံးခွေကြောင်းအဲဆိုရင် I think ရှမ်းတီမှာရှမ်းတော့ကြောက်ဖြစ်နိုင်ပါတယ်ပြီးရင်နောက်ထပ် theory ရရှမ်းနဲ့ black ရဲ့6ကိုချကြမှာလာဆိုတဲ့ theory ပဲဖြစ်ပါတယ်ရှမ်းနဲ့ black ကကြောင်းတော်ရန်သားရှိရဲရှမ်းရဲ့အမာရုပ်ကိုရှမ်းညနှလုံးသားတွေကသိရမလားအမာရုပ်ကိုလည်းရှမ်း black ကပေးသွားတယ်ကြာအဲကြောင့်ဖြစ်နိုင်တယ်final 1မှာပဲဖြစ်ဖို့ကြာလို့ညာ final 1ကလည်းမကြခင်လာတော့မှဖြစ်တဲ့အတွက်စောင့်ကြပါကျွန်တော်အနေထင်အခုဒီမှာကိုဂါဘန်Holy Knight ကို damage ပေးရကြသွားတယ် chef နဲ့လည်းအဲ့လိုသုံးတတ်မယ်လို့ထင်တယ်နဲပြီးရင်radio ဘာလို့ကလည်းအဲ့လိုသိရမလား damage ပေးရအောင်သုံးတတ်မယ်ထင်တယ်အဲ့အကြောင်း I think normal ပေါ့နော်ဘာမှပြောလို့မရသေးပါဘူးအကုန်လုံးကတောင်းနေမှာပဲတာမန်တော့တွေ့ကြည့်မယ်ရှန်က1 piece ရနိုင်လားရှန်က1 piece ရနိုင်လားဆိုတော့ကျွန်တော်အထင်ရရှန်က1 piece ရနိုင်ပါတယ်ဒါပေမဲ့အကြောင်းအညာကြီးရှိရဲ့အနေထားလေးမှာရှန်ကအရင်ရပြီးတော့လူဖီယာနောက်မှာရညူလေးဖြစ်နိုင်ပါတယ်လူဖီယာရှန်ကို1 piece ဆိုတာဘာကြီးလဲကြော်တရားတော့လည်းဖြစ်နိုင်ပါတယ်ရှန်နဲ့လူဖီတွေ့ရင် straw hat ကရှန်က straw sorry ရှန်နဲ့လူဖီတွေ့ရင် straw hat ကိုလူဖီယာရှန်ကိုကြည့်ပြီးမှလားကျွန်တော်အထင် straw hat pirates ပါဆိုတရား straw hat မရှိဘဲနဲ့ဘလို့ချစ်ရမှာလဲပေါ့နော်ကျွန်တော်အထင် straw hat ကရှန်ကိုကြံပြီးရှန်ကကြံမရှိလောက်ဘူးအဲ့လောက်ပဲချစ်လောက်တယ်နောက်ထပ် theory တစ်ခုကရှန်ကအခုလက်ရှိမှာ strongest haki user လား yes လက်ခံမှာအဲ့ theory ရတော့ကျွန်တော်လုံးဝကိုလက်ခံတဲ့အထဲမှာပါတယ်ရှန်ကအခုလက်ရှိမှာရှန်ကိုရှင်းတိုက်နိုင်တာဆိုမီဟောရှန်ဆိုတော့ emu အဲ့လောက်ပဲရှိရမယ်တရား emu ကတော့ထည့်မပြောပါနဲ့ emu ကပြောရမယ်ဆိုရင်ဒီကောင်က sound strong ဖြစ်ပါတယ်ဒီကောင်ကိုရှင်းချနိုင်တာအခုလက်ရှိမှာဘယ်သူမှမဖြစ်နိုင်ပါဘူးလူဖီတာအခုလက်ရှိရှင်းချရဲပေါ့နော်ဘာမှမရသေးပါဘူးပေါ့နော် final 1လောက်ကြာမှလူဖီရှင်းချမယ်ပေါ့နော်ဒီခါတော့ရှက်နဲ့မပတ်သက်ဘူးဒါပေမဲ့ကျွန်တော်ပြောသွားမယ်တရား1 piece ကဘယ်ချိန်မှာအပ်မှာလဲကျွန်တော်အထင်ဟိုဒါကြီးက2030ကျွန်တော်အထင်နောက်9နှစ်10နှစ်လောက်ကြာအောင်မယ်လို့ထင်ပါတယ်အဲအကြောင်း2030နှစ်လောက်မှာ1 piece ဆိုတာဘာကြီးလဲကျွန်တော်သိရနိုင်ပါတယ်ပြီးမှ2033လောက်မှာပြီးလောက်ပါတယ်10နောက်မှလောက်ပါဘူးပြီးရနေ story ဒီဘာလို့လဲဇူရောပညာမှာလား
လူဖီနဲ့နာမီညောင်းပါလားလူဖီနဲ့ဟန်ကိုညောင်းပါလားအဲ့လိုတီကိုရလည်းရှိသေးရဲ့အနေထားလေးမှာကျွန်တော်ပြောတတ်သေးပါဘူးကျွန်တော်ပေါ့နော်ရှန်ကဖိုင်နယ်ဝါမှာမသေးဘူးဆိုရင်ကျွန်တော်ပြောရရတော့ရှန်က1 piece ဆိုတာဗာလေတည်သွားမှာပါ1 piece ဆိုတာကြာကျွန်တော်တို့အကောင်လုံးသိချင်နေပါတယ်ရှန်က join ကိုအိုင်ကွန်ကွာတာဟကီလောက်ကိုကျန်းရလားကျွန်တော်ပြောရရတော့ရှန်က join ကိုအိုင်ရဲ့ကွန်ကွာတာဟကီလောက်မကျန်းသေးပါဘူးပေါ့နော်ဘာလို့လဲအင်းမူလို့အောက်ကိုအင်းမူတော့ damage ပေးလို့ရတဲ့အနေထားလေးမှာရှက်စစ်ကမရှိသေးတဲ့အနေထားလေးမှာစစ်လို့ပါမီဟော့ပေါ့နော်မီဟော့ကရှမ်းနဲ့တကယ်လို့ဒီသားမီဟော့နဲ့ရှမ်းသားမချခဲ့ဘူးဆိုရင်ဘယ်သူနဲ့ချနိုင်လဲဆိုတော့ကျွန်တော်ထင်ရှမ်းတော့ပါရှမ်းတော့မဝင်လက်ပလက်ပြီးရပါအဲ့နေရာကတော့ရှမ်းနဲ့ချဖို့ကအတင်တော်ဆုံးပါပဲ final မှာတော့မီဟော့ကလည်းရှော့သူဘက်မှာကုညီမချစ်တဲ့အတွက်ကျွန်တော်ထင် black ပြည့်ရလောက်ပဲရှိလောက်ပါတယ်ဆုံးထိကြည့်ပြီးတော့ break that ဒီအားလုံးဟိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေမယ်လို့လည်းထင်ပါတယ်ကျွန်တော် comment သွားတဲ့ theory ဖြစ်တဲ့အနေအထားလေးမှာနောက်ထပ် 1 video ပေါ့နော်ဥဒါဇလန်ပြီးကနေပေါ့ video တစ်ပုံနဲ့ကျွန်တော်ပြန်တွေ့ပါမယ် see you in next video